ဈေးရလဲ fair မယ်အခုနောက်ဆုံးခင်မိတဲ့ခေါက်ဖုန်း experience နဲ့သုံးလို့ရမယ် Tecno ရဲ့ Phantom V Flip 2ကို unboxing လုပ်ကြည့်မယ် box ထဲမှာဖုန်းပါမယ်အောက်ကအခွန်လေးဖယ်လိုက်မယ်ဆိုရင် 70W charger တစ်ခု Type C ကြိုးတစ်ချောင်းပြီးတော့ SIM tray တစ်ခုပါတယ်နောက်ထပ်ပါတဲ့ဘူးလေးကိုဖွင့်ကြည့်လိုက်ရင်စာတန်းနေရဲ့ case တစ်ခုရဲ့ကိုတွေ့ရတယ်ပြီးတော့ NFC ကတ်လေးတစ်ခု Okay ထုတ်ထားတဲ့ဖုန်းလေးကိုအနေထားတစ်ချက်ကြည့်ရင်ဆုံး sticker တွေခွာမယ်ပြီးရင်ခုနထုတ်ထားတဲ့ case လေးတက်ကြည့်မယ်case တက်လိုက်တော့အထာတစ်ခုတော့ရှိပါတယ်ပါဖွင့်ကြည့်မယ်သူက high watt နဲ့လာတာဗျ cover display ကျဲသွားပြီးတော့ phone blown လို့လည်းသုံးလို့ရတယ်Flip 2မှာ cover display သုံးရတဲ့ experience လုံးဝမိုက်သွားပြီပတ်တာတွေကလည်းတောင်းတော့ flip mode သုံးရတာလုံးဝအဆင်ပြေဖုန်းကလည်းကြည်ကြည်လေးလေးရှိတော့ဘယ်လိုအခြေအနေမျိုးနဲ့ဆိုတည်သွားလို့ရတယ်ဖုန်းကတကယ်ကို premium ဆန်တယ်သုံးလဲဝင်တယ်ခင်မီ style ကြခြင်းတဲ့သူတွေအတွက်တော့လုံးဝအခိုက်ပဲ